ဒါခု top pot ဟန်နွိုင်းမှာ top pot ဟန်နွိုင်းကိုတက်လာတော့ ဟိုတယ်အပေါ်ဆုံးတက်လောက်လာနော်ပေါ်တော့လာမြူတော့ထွက်ခုဆိုတော့ top box ဟန်နွိုင်းမှာဟန်နွိုင်းရောက်နေလူတွေတော့ဆိုင်းနေလူတွေတော့ဆိုင်းနေလူတွေတော့ဆိုင်းနေလူတွေတော့65ပဲဘူးမှတော့မရောက်ကော်ဖီတောက်ပါတယ်ဒီကူကဒီမှာရေတောက်ပါတယ်မိမကော်ဖီတောက်ပါတယ်ဒါကတော့ဖွဲ့ရပါ